Santa Claus ဖြစ်ပေါ်လာပုံ Santa Claus ရဲ့ပထမဆုံးဖြစ်တည်မှုက Saint Nicholas လို့ခေါ်တဲ့ပုဂ္ဂိုလ်ကြီးတဦးစီကနေစတင်ပေါ်ပေါက်ခဲ့တာပါ Saint Nicholas ဟာခရစ်နှစ်280လောက်မှာနေထိုင်ခဲ့တဲ့ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်အလွန်ရရောပြီးတော့ကျင်နာတတ်တဲ့သူအဖြစ်ကြော်ကြားခဲ့ပါတယ်စင်းရဲသားတွေနဲ့ကလေးတငယ်တွေကိုတိတ်တဆိတ်ကူညီပြီးတော့လက်ဆောင်တွေပေးလေးရှိတဲ့ဘုန်းတော်ကြီးတစ်ပါးပါသူ့ရဲ့နာမည်ကြီးပုံမြင်တစ်ခုကတော့စင်းရဲနှပါတဲ့ဖခင်တို့မှာသမီး3ယောက်ကိုအိမ်အောင်ချပေးဖို့ပတ်စံမရှိတာကြောင့်သမီးတွေကိုရောင်းစားရတော့မယ့်အခြေအနေဖြစ်နေတဲ့အချိန်မှာစိတ်နီကိုလတ်ကညအချိန်အိမ်ခေါင်မိုးကနေရွှေအိတ်တွေကိုမီးကိုခေါင်းနိုင်ကနေပစ်ချပေးခဲ့တယ်ဆိုတဲ့ဇာတ်လမ်းပါပဲအဲ့ဒီရွှေအိတ်တွေကမီးလောင်မခံရအောင်လို့မီးလင်းပိုဘေးမှာချိန်ထားတဲ့ခြေအိတ်တွေဒါမှမဟုတ်ဖက်နှက်တွေကိုကြားရောက်ခဲ့တယ်လို့ဆိုကြပါတယ်လို့တယ်ပဲကလေးတွေဟာညဘက်မှာသူတို့ရဲ့ဖက်နှက်တွေကိုထားခဲ့ကြပြီးတော့ဆန်တာကလော့ကလက်ဆောင်တဲ့တကြားလုံးတွေလာထည့်ပေးမယ်လို့ယုံကြည်လာကြပါတယ်1860ခုနှစ်တွေကနေ1880ခုနှစ်တွေအတွင်းမှာတော့ဆန်တာကလော့ကဘဝတော်တော်နှကမ်းမွေးရှိရှိနဲ့အနီယာဝတ်စုံဝတ်ဆင်ထားသူအဖြစ်ပကြီးစီယာနက်စ်ကနေပြီးတော့တရုပ်ဖော်ခဲ့ပါတယ်တေးငယ်ပြီးတော့တက်တောင့်တက်တာရှိတဲ့လဲကိုစီးနှင်းပြီးတမင်ပြန်8កောင်ကဆွဲသွားကြောင်းပထမဆုံးဖော်ပြခဲ့ပါတယ်ဒါကြောင့်ပဲဆန်တာကလော့ဟာတမင်ပြန်လဲကိုစီးပြီးတော့လက်ဆောင်တွေဝေတယ်ဆိုတာမျိုးကိုလူတွေကပို့ပြီးတော့ပုံဖော်လာခဲ့ကြပါတယ်1930ပြည့်နှစ်ဒီမှာတော့ကိုကာကိုလာကုမ္ပဏီအတွက်ပကြီးစီယာဟာရန်ဆမ်ဘလက်ကရေးဆွဲခဲ့တဲ့ဆန်နာပုံတွေဟာဒီဇိုင်းကိုပုံမခိုင်မာလာစေပြီးတော့ကဘာအနှံ့ကိုပြန့်နှံ့စေခဲ့ပါတယ်အဝတ်နီအဖြူရောင်အမွှေးတွေနဲ့ဒီပုံစံကဒီနေ့ခေတ်စံပြဆန်နာကလော့ပုံစံဖြစ်လာခဲ့ပါတယ်စိတ်နီကိုလတ်ကညဘက်တွေမှာလူတွေမမြင်အောင်ပေးခဲ့ခြင်းဟာသူပေးကမ်းတဲ့လက်ဆောင်တွေကိုဘုရားသခင်ရဲ့ကျေးဇူးတော်အဖြစ်မြင်စီလိုပြီးတော့လက်ခံတဲ့သူတွေကိုအရှက်မရစီလိုတဲ့စိတ်နဲ့လှုပ်ဆောင်ခဲ့တာလို့သူကပြောခဲ့ပါတယ်ဒါကြောင့်ပဲဆန်နာကလော့ဟာညအချိန်မှာတမင်လှဲကြီးတွေနဲ့ရောက်လာပြီးတော့မိကိုခေါင်းနိုင်ကနေအိမ်ထဲကိုလှုပ်ဝက်စားဆင်းလာခဲ့ပါတယ်အိမ်နောက်မှာတော့ကလေးတွေခြေအိတ်ချထားတဲ့နေရာတွေမှာလက်ဆောင်တွေထည့်ပေးပြီးတော့အတန်မကြားရအောင်လို့ခင်မဲ့သွားထွက်ခွာသွားပါတယ်ဆိုတဲ့အယူဆတွေဟာပုံမဝီခိုင်မာလာခဲ့ပါတယ်ဆန်နာကလော့ကကောင်းတဲ့ကလေးတွေကိုသာလက်ဆောင်ပေးပြီးတော့မကောင်းတဲ့ကလေးတွေကိုမပေးဘူးဆိုတဲ့အတွေးတွေကြောင့်ကလေးတွေကိုတစ်နှစ်ပတ်လုံးအကျင့်ကောင်းတွေကျင့်ကြံဖို့အတွက်တိုက်တွန်းအားပေးတဲ့နေရာမှာလည်းအသုံးပြုခဲ့ကြပါတယ်ကလေးတွေကိုအံ့ဩမှုနဲ့စီကံထိမ့်သိမ်းမှုပေးနိုင်တဲ့ခေတ်သစ်မိဘအုပ်ထိန်မှုပုံစံနဲ့ပေါင်းစပ်လိုက်တဲ့ကြောင့်ကမ္ဘာအနှံ့မှာဆန်နာကလော့ဟာရေပန်းစားခဲ့တာဖြစ်ပါတယ်ဒါဆိုရင်တော့ဆန်နာကလော့ဖိုးဖိုးကြီးဟာညဘက်ဆိုရင်လက်ဆောင်တွေဘာလို့လာပေးသွားလဲဆိုတာကိုသိလောက်ပြီလို့ထင်ပါတယ်နောက်ထပ်ဘ ഹു တုတရစရာဗီဒီယိုလေးတွေကိုလည်းတင်ဆက်ပေးအောင်ပါမလို့ like and subscribe လေးလုပ်သွားပေးဖို့ထောင်းဆိုပြသည်ခင်ဗျာ